လူနဲ့သူပစ္စည်းတပိုးတာကိုလိုက်ခဲ့ကြပါဦးကိုကတော့ဒီလေးတန်းကနေဆိုရင်စီးပွားပါပြီအခုတော့မှာတော့တခင်မြပန်းချင်မှာဖြစ်ပါတယ်ဒါတော့ပစ္စည်းမဟိုင်းလူကိုတပိုးပေးရဖြစ်ပါတယ်အခုရောက်နေတာကတော့ညစီဖြစ်ပါတယ်ကြီးမနက်ညစီပါလူမောင်ပြန်နေဟိုမှာသူငယ်ချင်းလေးပြန်မောင်းပေးပါတယ်အမစပိန်စီးရခါစားချက်ကတော့အရန်ကိုပျော်တယ်ပေါ့နော်ဒီဇွေးဝယ်ပြီးတဲ့ကနေလို့ဘတ်ကတိတ်မစီဖြစ်တော့ဘူးဘာလို့လဲဆိုစပိန်စီးတဲ့အခါမှာအိမ်ကိုလည်းတတိရတယ်စပိန်စီးရှင်ရတယ်အရန်ကြောက်ပြီးရန်ကုန်ရောက်ခဲ့တဲ့ဇွေးမစီးရဘူးဆိုတော့အခုကတော့အန်တီရောများလားဆိုများပါတယ်တမင်နှစ်ယောက်ကတော့တော်တော်စွန့်စားနေသူတို့ပါပဲဆိုတော့ဂူးဆိုင်ပေးပြီးတော့တကယ်ကိုမှဖိုးရင်ပြီးစိတ်ပူပေးကြရောက်စီတိုင်းကိုကျေးဇူးတင်နေဆိုပြီးတော့ချက်ပြီးပြောချင်ပါတယ်ဒါတော့ဒီကြီးမနိုင်အောက်ဘက်လမ်းလာဒီကမ်းနားဘက်ကိုဒီအနောက်ဘက်ကိုပြန်ပတ်လာရပေါ့နော်ဒီတဲ့တိုင်းတော့မှဖြစ်ပါတယ်ပြီးရင်တော့ဒီလိုမျိုးလမ်းနေလမ်းယူလမ်းကြားရောက်ပါပြီပြီးရင်တော့ဒီစိတ်ကန်းကိုရောက်ပါပြီအရေးတဲ့စပင်းလဲဝါပါတယ်ဟုတ်ကလည်းအဲ့ဒါအကွက်လိုက်ကြီးဖြစ်နေပါတယ်ကဲရောက်မရောက်ခင်မှာစပင်းလဲဝါပေါ့နော်ဒါပေမဲ့ရအောင်ရင်သွားလိုက်ပါတယ်ဒါပေမဲ့အမပစ္စည်းမားတဲ့လူကပြပြတယ်ပေါ့နော်စပင်းကဟိုဖြစ်နေလို့ပါလို့ဆိုတော့သူစီးလေးဝယ်ပေးပါတယ်ပြီးတော့ညီမတို့တကယ်ရန်ကြိုးစားရဲဆိုပြီးတော့လမ်းမှာအတီးဝယ်ကျွဲတဲ့လူလေးရှိပါတယ်အခုမှပဲကိုကဒီဗီဒီယိုအတစ်တီလုံးမှပဲလူသိတာအော်ဘာကြောင့်သားမရလဲဆိုတော့ဒီမှာနေဘူးတဲ့အရန်ကိုသွားတာကြောင့်မဟုတ်ဖြစ်ပါတယ်ဆိုတော့ဒီမှာဆေးကိုမပြန်ခင်မှာဆေးအရင်လိမ့်လိုက်မယ်ပေါ့နော်ဆေးလိမ့်ပြီးမှဆက်ပြီးတော့ခရီးဆက်နေပါမယ်First time coming to that kind of place in Myanmar. Yeah.